အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကြက်မွေးမြူရေးအကြောင်းပေါ့နော်ဆက်ပြီးလေ့လာရအောင်ဒီဥစားကြက်မွေးမြူနည်းနဲ့စောင်းအောင်ပစ္စည်းတွေ့ရမွေးမြူနည်းဥစားကြက်မွေးမြူခြင်းပုံစံမှာလောင်အိမ်တွေထည့်ပြီးကြက်ချံအတွင်းလောင်အိမ်ဖြစ်မွေးမြူခြင်းပုံစံနဲ့ကြက်ချံပတ်ဝန်းကျင်ကိုပိုက်စတီတို့ဖြစ်ကာပြီးလွတ်လပ်စွာလှုပ်ရွေ့မွေးမြူခြင်းကြက်ချံအတွင်းရှိကျမ်းမြေပေါ်တွင်မွေးမြူသည့်အမည်ပင်ပေါ်တွင်လွတ်၍လူကလက်ဖြင့်အစာကျွေးပုံစံအဖြစ်ခွဲခြားနိုင်ပြီးများသောအားဖြင့်လောင်အိမ်ဖြစ်မွေးမြူခြင်းပုံစံဖြင့်မွေးမြူပါတယ်လောင်အိမ်ဖြစ်မွေးမြူခြင်းပုံစံလောင်အိမ်တစ်ခုတည်းမှာကြက်တကောင်ချင်းစီကိုထည့်သွင်းပြီးမွေးမြူသည့်တကောင်မွေးလောင်အိမ်နှင့်နှစ်ကောင်နှင့်အထက်ထည့်၍မွေးမြူသည့်အကောင်များလောင်အိမ်တို့ရှိပါတယ်မြေကြီးနှင့်ကျမ်းမြေပေါ်ရှိကြက်ချင်းများမှကွာဝေးသောကြောင့်ကြက်ချင်းမှကူးစက်သည့်ရောဂါများကူးစက်ခြင်းနည်းပါးပါတယ်များသောအားဖြင့်လောင်အိမ်များသည်အဆင့်ဆင့်ထပ်ထားသောကြောင့်ကြက်ကောင်များစွာမွေးမြူနိုင်ပြီးစီးပွားရေးအရာအကျိုးရှိနိုင်တော်လဲကြက်များ၏ကျန်းမာရေးအတွက်ဆိုးကျိုးများရှိနိုင်ခြင်းကြောင့်ဗီဒီယိုပြလိုအပ်ပါတယ်ပုံလေးကိုမှတ်ထားပါ။ဘာလို့ဆိုရင်လောင်အိမ်ဖြစ်မွေးမြူခြင်းပုံစံနှစ်မြေမော်တွေလွှတ်၍လူကလက်ဖြင့်အစာကျွေးပုံစံအကာရန်အတွင်းရှိမြေကြီးနှင့်ကျမ်းမြေပေါ်တွင်လွတ်လပ်စွာလှုပ်ရှားနိုင်သည့်အတွက်ကြက်များ၏တဘာဝအလျောက်လှုပ်ရှားမှုနှင့်ကိုက်ညီသောမွေးမြူရေးပုံစံဖြစ်ပါတယ်သို့သောအုပ်စုလိုက်ဖြစ်လာသောကြက်များသည်နှုတ်သီးဖြင့်အခြားကြက်များကိုစိတ်ချင်းမြင်မာစွာခုန်ပြန်ပြီးခြေထဲဖြင့်အခြားကြက်ကိုခွတ်တိရဲမှုသောအပြုအမူများကိုလှုပ်ဆောင်ပါမည်ထိုကဲ့သို့လှုပ်ဆောင်ခြင်းသည်ကြက်များအချင်းချင်းအကြားတွင်တတ်မှတ်စေသည့်တဘာဝအလျောက်လှုပ်ဆောင်သည့်အပြုအမူဖြစ်ပြီးအုပ်စု၏နေထိုင်မှုပုံစံကိုထိန်းသိမ်းရန်ဖြစ်ပါတယ်၎င်းပြုမှုကို Pet order ဟုခေါ်ပါတယ်ထို့အပြင်ကျင်းသောနေရာများအပူချိန်နှင့်စိုးထိုင်းမှုမြင့်မားသောနေရာများသည်ပတ်ဝန်းကျင်တွင်မွေးထားခြင်းအာရဒမလုံလောက်ခြင်းများရှိပါကကြက်များသည်အချင်းချင်းစိတ်ခြင်းနှင့်အခြားကြက်၏ဖေကိုစိတ်ခြင်းဖေစိတ်ခြင်းပြုမှုများကိုလှုပ်ဆောင်ပါမယ်ပြင်းထန်စွာလှုပ်ဆောင်ပါကစိတ်ခံရသည့်ကြက်သည်တည်သွားနိုင်ပြီးလွတ်ထားလျင်အုပ်စုတစ်ခုလုံးတွင်ပြန့်ပွားသွားနိုင်ပါတယ်ထိုကဲ့သို့သောပြုမှုကိုမျိုးတူစာတလေးဟုခေါ်ပါတယ်ကြက်ချင်းများနဲ့ထိတွေ့နေခြင်းကြောင့်ကျန်းမာရေးနဲ့သက်ဆိုင်သောအပိုင်းမှကြည့်ပါကကြက်ချင်းမှာဓာတ်ရိုက်ကူးစက်နိုင်သောရောဂါများကူးစက်နိုင်မှုများပြားစေနိုင်ပါတယ်ထို့အတွက်အကောင်များစွာမွေးမြူခြင်းအတွက်မတင်တော့ပါပုံလေးရဆိုရင်လေပြင်းပုံနဲ့တွတ်၍လူကလက်ဖြစ်အစာကျွေးပုံစံဒီအပေါ်ပုံနဲ့ဒီပုံလေးကိုပုံပြရတော့ပြီးတော့နှစ်ကြက်ချံပုံစံများကြက်ချံအတွင်းတို့အလင်းရောင်ဓာတ်ရိုက်ဝေးနိုင်သောပုံစံဖြစ်မွေးမြူသည့်ကြက်ချံနှင့်အလင်းရောင်မဝေစေရန်ဖြတ်ထားသောဝင်းနိုလက်ကြက်ချံဗတိမောက်မပါသောကြက်ချံတို့ရှိပါတယ်တစ်လွတ်ထားသောပုံစံဖြင့်မွေးမြူသည့်ကြက်ချံနှင့်အပြင်ကိုဗတိမောက်သို့မဟုတ်လိုက်ကာဖြင့်ခြားထားပြီးအပူချိန်လေနှင့်မူနေအောင်ကြီးစသည့်အပြင်မဲ့တဘာဝပတ်ဝန်းကျင်၏ပြောင်းလဲမှုကိုဓာတ်ရိုက်ခံနိုင်သောကြက်ချံဖြစ်ပါတယ်ဗတိမောက်မပါသောဝင်းနိုလက်ကြက်ချံနေအောင်ကြီးဓာတ်ရိုက်မှုစေရန်ဗတိမောက်မပါသောကြက်ချံဖြစ်ပြီးနေရန်နှင့်အမူခေါင်းမိုးတို့တွင်အပူဖြတ်စေသောအရာကိုထည့်သွင်းထားပါတယ်အလင်းရောင်ရှိစေရန်ထိန်းသိမ်းခြင်းမှာမီဒီလေဝင်လေထွက်ကိုပန်ကာဖြစ်လှုပ်ဆောင်ပါမယ်လွတ်ထားသောပုံစံဖြင့်မွေးမြူသည့်ကြက်ချံထက်ကြက်အကောင်များသောမွေးမြူနိုင်ပါသဖြင့်ဆက်ဖြစ်လှုပ်ဆောင်သောကြက်ချံအဖြစ်လွယ်ကူစွာပြောင်းလဲနိုင်ပြီးအကြီးသားကြက်မွေးမြူရေးလုပ်ငန်းများအတွက်တင်တော်ပါတယ်ကြက်ချံတွင်တပ်ဆင်ထားသောစက်ပစ္စည်းကိရိယာများနှင့်စံရနေရာများကြက်အကောင်များစွာမွေးမြူထားသောအကြီးစားကြက်မွေးမြူရေးခြံများတွင်အစာကျွေးခြင်းရေတိုက်ခြင်းကြက်ဥစုဆောင်ခြင်းကြက်ချေးဖယ်ရှားခြင်းတို့ကိုစံရနေရာများဖြင့်လှုပ်ဆောင်ပြီးလုပ်ငန်းအမျိုးမျိုးကိုအလိုလျောက်လှုပ်ဆောင်စေခြင်းများစွာရှိပါတယ်သို့သောကြက်များ၏ကျန်းမာရေးမထိခိုက်စေရန်အတွက်လုပ်ငန်းလှုပ်ဆောင်နေခြင်းတွင်မတော်တဆထိခိုက်မှုများမရှိစေရန်ကြက်ချံအရာစားလိုက်တင့်တော်စွာအသုံးပြုရန်လိုအပ်ပါတယ်တစ်ကအစာကျွေးဆက်လောင်အိမ်ဖြစ်မွေးမြူခြင်းပုံစံတွင်မြောင်းပုံစံအစာကျွေးဆက်တက်ဆင်ထားပြီးအစာထည့်ပေးဆက်အဖြစ်အလိုလျောက်မောင်းနှင်သောအစာဖြည့်ကားအစာစားချိန်နှင့်အစာကျွေးချိန်ကိုတတ်မှတ်နိုင်သည့်အလိုလျောက်အစာကျွေးဆက်တို့ရှိပါတယ်မြေပြင်ပေါ်တွင်နှုတ်၍လူကလက်ဖြင့်အစာကျွေးသည့်ပုံစံသည်များသောအားဖြင့်အဝိုင်းပုံစံအစာကျွေးဆက်ဖြင့်လက်ဖြင့်လှုပ်ဆောင်ခြင်းဖြင့်အစာကျွေးခြင်းလူလက်ဖြင့်အစာကျွေးခြင်းကတော့အလိုလျောက်အစာကျွေးဆက်တို့ရှိပါတယ်နှစ်ရေပေးဆက်လောင်အိမ်ဖြင့်မွေးမြူခြင်းပုံစံတွင်မြောင်းပုံစံရေပေးဆက်အဖြစ်များသောအားဖြင့်ရိုဒီကောင်းပုံစံရေတောက်ကိရိယာဟုခေါ်သောအသေးစားရေပေးဆက်တို့ရှိပါတယ်ရေမော်တွင်လှုပ်၍လူကလက်ဖြင့်အစာကျွေးပုံစံတွင်အထက်ပေါ်ပြပါရေပေးဆက်အမျိုးအစားတို့အဖြစ်ဆွဲချပြီးထားသောခေါင်းလုံးပုံစံရေပေးဆက်လည်းရှိပါတယ်သုံးအလိုလျောက်ချက်ဥစုဆောင်ဆက်မြေပြင်ပေါ်တွင်လှုပ်၍လူကလက်ဖြင့်အစာကျွေးပုံစံတွင်ချက်ဥ
မွေးတစ်တာရဲ့ကျမ်းမြေကိုစောင်းထားပြီးကြက်ဥကိုကပတ်ပေါ်တို့လိမ့်ကျစေခြင်းလောင်အိမ်ဖြင့်မွေးမြူခြင်းပုံစံတွေကြက်ဥကိုခံယူမိနေရတဲ့များသောအားဖြင့်ပိုက်ပုံစံကပတ်ကိုလဲပတ်စေပြီးကြက်ဥကိုခံယူကကွန်ဗေယာဖြင့်ကြက်ဥစုဆောင်နေသည့်နေရာအထိအလိုလျောက်တည်ယူပို့ဆောင်စေပါတယ်၄အလိုလျောက်ကြက်ချေဖယ်ရှားဆက်ကြက်ချေစုဆောင်သောပြင်များကိုဝါယာကြိုးဖြင့်ဆွဲ၍ကြက်ချေကိုတစ်ဖက်တွင်စုဆောင်သည့်စပပါပုံစံကပတ်ကွန်ဗေယာဖြင့်လဲပတ်စေပြီးပိုက်ကိုလောင်အိမ်အောက်ဘက်တွင်တက်ဆင်ထားသောလောင်အိမ်ဖြင့်မွေးမြူခြင်းပုံစံနှင့်ကိုင်းညီသောပုံစံတို့ရှိပါတယ်ဒီအပိုင်းကျွန်တော်မိခွန်းဟောင်းလေးတွေကိုကြည့်အောင်ဒီပမာဆုံးဦးစားကျမွေးမြူခြင်းပုံစံမှာကျွန်တော်တို့ကဒီထဲမှာဘယ်နှမျိုးရှိလဲလို့မေးရင်ကျွန်တော်တို့က3မျိုးရှိတယ်လို့ဖြေအောင်ဖြစ်ပါတယ်နော်ဦးစားကျမွေးမြူခြင်းပုံစံဘယ်နှမျိုးရှိလဲလို့မေးရင်ကျွန်တော်က3မျိုးရှိလို့ဖြေရမယ်ဘာတွေလဲဆိုရင်လှောင်ရင်ထည့်၍ကြက်ချံအတွင်းလှောင်ရင်ဖြစ်မွေးမြူခြင်းပုံစံပြီးရင်ပိုက်စားရီတို့ဖြစ်ကာပြီးလွတ်လပ်စွာလှုပ်ရမွေးမြူခြင်းပုံစံပြီးရင်ကြက်ချံအတွင်းကျမ်းမြေပေါ်တွင်မွေးမြူသည့်လူလက်ဖြစ်အစာကျွေးပုံစံပေါ့3မျိုးရှိပါတယ်ပြီးရင်နောက်တစ်ခုကပါလဲဆိုရင်ဦးစားကျမွေးမြူခြင်းပုံစံမှာများသောအားဖြင့်ဘယ်လိုပုံစံနဲ့မွေးမြူကြလဲလို့မေးရင်လှောင်ရင်ဖြစ်မွေးမြူခြင်းပုံစံနဲ့ပါနော်များသောအားဖြင့်လို့ပါရင်လှောင်ရင်ဖြစ်မွေးမြူခြင်းပုံစံလို့ဖြေရမှာဖြစ်ပါတယ်နောက်တစ်ခုကလှောင်ရင်ဖြစ်မွေးမြူခြင်းပုံစံနဲ့အမျိုးသားဘယ်နှမျိုးရှိလဲလို့မေးရင်ကျွန်တော်2မျိုးလို့ဖြေရမှာပါဘာလဲဆိုရင်အကောင်မွေးလှောင်အိမ်နဲ့အကောင်များလှောင်အိမ်ပါဟုတ်ပြီနော်ဒီသူ့မှာကဒီလှောင်အိမ်ဖြစ်မွေးမြူခြင်းပုံစံကချက်ချင်းမှကူးစက်ရရောကူးစက်မှုနှုန်းနည်းပါတယ်လို့ပြောရင်မှန်ပါတယ်ဟုတ်ပြီနော်ဒီရင်ဒီပုံလေးကိုကြည့်အောင်ပါပုံကိုပေးပြီးတော့ဒီအောက်ကပုံနဲ့နော်နှစ်ခုတည်းကတစ်ခုရွေးခိုင်းပါတယ်ဘာလဲပေါ့နော်ဘာပုံလဲဆိုတာကိုရေးပြီးတော့နောက်တစ်ခုကမြေပြင်ပေါ်လေးတို့ရလူကလက်ဖြစ်အစာကျွေးပုံစံนี้ချက်များကြီးတဘာဝလျှောက်လှုပ်ရှားမှုနဲ့ကိုင်းညီတော့မွေးမြူခြင်းပုံစံဖြစ်ပါတယ်လို့ပြောရင်မှန်ပါတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကချက်များအချင်းချင်းကြားတဲ့အစစ်တတ်မှတ်စီတိအပြုမှုကိုဘယ်လိုခေါ်လဲလို့မေးရင်ကျွန်တော်က P order လို့ဖြေရမှာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုရင်ကြက်များချင်းစိတ်ပြီးတော့เนาะကြက်များချင်းစိတ်ချင်းနဲ့အခြားကြက်ရေးဖင်ကိုစိတ်ချင်းအပြုမှုကိုဘယ်လို delay လို့ခေါ်လဲဆိုရင်ကြက်များချင်းစိတ်ချင်းနဲ့အခြားကြက်ရေးဖင်ကိုစိတ်ချင်းအပြုမှုကိုဘယ်လို delay လို့ခေါ်လဲဆိုရင်မျိုးတူစာ delay လို့ခေါ်ပါတယ်ခဏအပေါ်ပြောသလိုပဲပုံကိုကြည့်ပြီးတော့ဖြေရမှာဖြစ်ပါတယ်နောက်တစ်ခုကကြက်ချံပုံစံအမျိုးသားဘယ်နှမျိုးရှိလဲလို့မေးကျွန်တော်က2မျိုးလုံးဖြေရမှာပါဘာတွေလဲဆိုရင်အလင်းအောင်တိုင်းဝင်နိုင်တော့ပုံစံမျိုးမွေးတော့ကြက်ချံနဲ့အလင်းအောင်မွေးပြန်ဖြတ်ထားတော့ဝင်လို့လည်းကြက်ချံပုံစံမှာ2မျိုးရှိပါတယ်ဒီနောက်တစ်ခုကအပူချိန်လေမိုးနေအောင်ကြီးစသည့်အပြင်ဘက်တဘောင်းပုံဝင်ချင်းပြောင်းလဲမှုကိုဓာတ်ရိုက်ခံနိုင်တဲ့ကြက်ချံအောင်ဘာမျိုးစားလဲဆိုရင်လွတ်ထားတဲ့ပုံစံဖြစ်မိမိလေးကြက်ချံပါနောက်တစ်ခုကအကြီးစားကြက်မွေးမြူလုပ်ငန်းများအတွက်တင့်တော်တဲ့ကြက်ချံပုံစံကဘာလဲဆိုရင်ဗဒေးမောက်မပါတော့ဝင်လို့လည်းကြက်ချံပုံစံပါဟုတ်ပြီနော်ဒီနောက်တစ်ခုကဘယ်လိုမီးလဲဆိုရင်နေအောင်ကြီးတိုင်းရမူဝင်စီရန်ဗဒေးမောက်မပါတော့ကြက်ချံမှာနေရန်နဲ့ခေါင်မိုးတို့တွင်ဘာကိုထည့်သွင်းထားလဲဆိုရင်အပူဖြတ်စီတော့အရာကိုထည့်သွင်းထားပါတယ်နော်အဲ့ဒါကိုဖြေရမှာဖြစ်ပါတယ်ပြီးရင်ဒီမှာကတော့အလင်းအောင်ဆိုရင်မီဒီလီဝင်လေးထက်ဆိုရင်ပန်ကာပေါ့နော်နောက်တစ်ခုကလောင်ရင်ဖြစ်မွေးမြူခြင်းပုံစံမှာဘယ်လိုပုံစံအစာကြီးဆက်ကိုတက်ဆင်ထားလဲလို့မြင်မြောင်းပုံစံအစာကြီးဆက်ပါဒီနောက်တစ်ခုကမြေပြင်ပေါ်တွင်လူကလက်ဖြစ်အစာကျွေးတဲ့ပုံစံမှာဘယ်လိုပုံစံဆက်ကိုထည့်သွင်းထားလဲဆိုရင်အဝိုင်းပုံစံအစာကျွေးဆက်ပါဟုတ်နော်နောက်တစ်ခုကရေပေးဆက်လောင်ရင်ဖြစ်မွေးမြူခြင်းပုံစံမှာဘယ်လိုပုံစံရေပေးဆက်ကိုထည့်ထားလဲဆိုရင်သူလည်းမြောင်းပုံစံရေပေးဆက်ပါပဲဟုတ်ပြီနော်အဲ့ဒါအပြင်နောက်တစ်မျိုးကဘာကိုထည့်ထားလဲဆိုရင်လူတီကောင်းပုံစံရေတောက်ကြိယာဟုတ်လူတီကောင်းပုံစံရေတောက်ကြိယာကိုဘယ်လိုခေါ်လဲလို့ပြောရင်အသေးသားရေပေးဆက်ပါအဲ့လိုမဟုတ်ပဲနဲ့ကြက်မွေးမြူခြင်းနဲ့အသေးသားရေပေးဆက်ကိုဘယ်လိုခေါ်လဲလို့ပြောရင်လူတီကောင်းပုံစံရေတောက်ကြိယာလို့ခေါ်ပါတယ်နောက်တစ်မျိုးကမြေပြင်ပေါ်တွင်လွှတ်ရလူအပ်လက်ဖြစ်အစာကျွေးပုံစံနဲ့ဘယ်လိုရေပေးဆက်ကိုအသုံးပြုလဲဆိုရင်ဆွဲချပြီးထားတော့ခေါင်းလောင်းပုံစံရေပေးဆက်ပါ
နောက်တစ်ခုကကျောင်းစုဆောင်ဆက်ပါဆိုရင်မြေပြင်ပေါ်တွင်လှုပ်၍လူအပ်လက်ဖြင့်အစာကျွေးပုံစံတွင်ကြက်ဥငွေတစ်တာကြီးကျမ်းမျိုးစောင်းထားပြီးဘလို့နီးနဲ့စုဆောင်လဲဆိုရင်ကြက်ဥကိုကပတ်ပေါ်သို့လိမ့်ကျစေနည်းပါနောက်တစ်ခုကလောင်ရင်ဖြင့်မွေးမြူခြင်းပုံစံမှာကြက်ဥခံယူတဲ့နေရာကိုများတော့ဘာကိုတက်ဆင်ထားလဲဆိုရင်ပိုက်ပုံစံကပတ်နော်ပိုက်ပုံစံကပတ်ကိုတက်ဆင်ထားပါတယ်ဒီနောက်တစ်ခုကနေရာအလိုလျောက်ကြက်ချေဖယ်ရှားဆက်ပေါ့နော်သူကိုလည်းနည်းနည်းဖတ်ကြည့်ထားပါကဲဒါဆိုရင်ဒီနေ့ကတော့ဒီလောက်နဲ့ပြန်လိုက်